တောက်ကြသာသမီကျွန်တော်ရဲ့မိတ်ဆွေပေါင်းမင်္ဂလာပါတောက်ကြသာသမီများတွေဗတ်စဉ်တောက်ကြနေ့မှာပုံမှန်တင်ပေးနေကြဖြစ်တဲ့ဒုက္ခကျေပွင့်တဲတော်နမိတ်တဲတော်ကခုနကချပြီးတော့ကံကြမ္မာဖတ်ကြပေးမှာဖြစ်ပါတယ်တောက်ကြသာသမီများတွေဟောသလန်းစီစဉ်လေးမစတင်ခင်မှာခုနှစ်ရက်သာသမီများတွေအင်မတန်မှအကျိုးကျေးဇူးများမဲ့အဆောင်ရရာပစ္စည်းလေးတွေအကြောင်းကိုနည်းနည်းလေးပြောချင်ပါတယ်နံပါတ်1ကတော့အဘာမင်းသိင်္ဂါကြီးကြီးပရောက်ပတိလေးဖြစ်ပါတယ်မိမိတို့ရဲ့ကျမ်းမာရေးတွေစီးပွားရေးတွေလူမှုရေးအိမ်တော်ရေးငွေကြေးလုပ်ငန်းဆောင်တာစတဲ့ကိစ္စတွေမှာမြန်မြန်ဆန်ဆန်ပြည်စည်းခြင်းနဲ့ပြီးမြောက်ခြင်းနဲ့အောင်မြင်ခြင်းနဲ့အဋ္ဌံတွေအောင်မြင်ခြင်းနဲ့ဆိုရင်တော့အဘာမင်းသိင်္ဂါရဲ့ကြီးပရောက်ပတိလေးနဲ့အဋ္ဌံဝင်စေခြင်းပါတယ်ဒီကြီးပရောက်ပတိလေးမှာကြတော့သူကဒီဘက်မှာအကြီး9လုံးအလယ်မှာကြီးပတိလေးတွေဒီနောက်ဆုံးမှာအလတ်စားပတိပရောက်သား3လုံးဆိုပြီးတော့လုပ်ထားတာပါတော့ဘလို့စိတ်ရတာလဲဆိုရင်သူ့မှာပဋိစိန်ကြီးလေးရှိပါတယ်ဗုဒ္ဓဂုဏောအနန္တောဓမ္မဂုဏောအနန္တောသံဃာဂုဏောအနန္တောမာတာပိတုဂုဏောအနန္တောအာဇိယဂုဏောအနန္တောဆိုပြီး၅လုံးနဲ့စစိတ်တာပြီးတဲ့အခါကျတော့အရဟံဆိုပြီးတော့စိတ်ပါတယ်အရဟံပဋိလုံးလေးတွေပြီးသွားပြီဆိုရင်နောက်ဆုံး၃လုံးကကြတော့တတ္တဝါများကျမ်းမာချမ်းသာပါစေတတ္တဝါများကျမ်းမာချမ်းသာပါစေတတ္တဝါများကျမ်းမာချမ်းသာပါအလယ်မှာကြတော့ဆူတောင်းရတာပေါ့နော်ဇေဒီကောင်းမှာကြတော့ကိုဖြစ်ချင်တာဆူတောင်းရနိုင်ငံခြားကိုမြန်သွားပါစေအကျွေးမြန်ဆက်နိုင်ပါစေအကျွေးမြန်ရပါစေအိမ်မြန်ရောင်းတတ်ပါစေကားမြန်ရောင်းတတ်ပါစေကိုဖြစ်ချင်တာကိုလေးလေးနက်နက်ဆူတောင်းရဒါဗာမင်းသိင်္ဂါစီရင်ပေးထားခဲ့တဲ့ကြီးပရောက်ပရိလေးဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေတွေမှာကျမ်းမာရေးစီးပွားရေးလူမျိုးရေးခက်ခဲတွေပြည်လဲစေဖို့အတွက်အဘမင်းသိင်္ဂါရဲ့ကြီးပရောက်ပရိလေးနဲ့အဋ္ဌံဝင်စေခြင်းပါတယ်အင်မတန်မှအကျိုးကျေးဇူးများလို့အားလုံးကိုညွှန်ပြပေးခြင်းဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ဗေဒင်စရာတွေနဲ့တွေ့တဲ့အခါခုနှစ်ရက်သားသမီးတွေဟာကျမ်းမာရေးစီးပွားရေးလူမှုရေးတွေအတွက်အဆောင်ပစ္စည်းလေးတွေတောင်းတရှိပါတယ်အဲ့အတွက်ကျွန်တော်ကကျွန်တော်မိတ်ဆွေတွေကျမ်းမာရေးကောင်းခြင်းနဲ့တံပြန်စမနဲ့အဝါရောင်လက်ဖွဲ့လေးစီရင်ပေးထားပါတယ်စီးပွားရေးနဲ့ငွေကြေးကံတာတွေကောင်းဖို့အတွက်ဆိုပြီးတော့အစိမ်းရောင်လက်ဖွဲ့လေးအစိမ်းရောင်လေးတွေနဲ့ကြီးလေးကြီးစမနဲ့စီရင်ရတယ်နောက်အခြေနောက်ရေးမြတ်တာရေးလူချစ်လူခင်များဖို့အတွက်ဆိုရင်အနီရောင်ကိုအသုံးပြုရတယ်ဒီမှာ PRN တွေထည့်ပေးရဒါမျိုးလက်ဖွဲ့လေး၃ခုလည်းစီရင်ပေးထားပါစီရင်ရပါနောက်တစ်ခုကတချို့ကျွန်တော်မိတ်ဆွေတွေအားအင်း၃မျိုးတစ်ခုတည်းသောအဆောင်လေးဖြစ်ဆိုရင်ကျွန်တော်ဆက်လွယ်လေးထိုးထားတာပေါ့နော်အဆောင်ဆက်လွယ်လေးထိုးထားတယ်အဲ့ဒါလေးကတော့ဒီမှာဆက်လွယ်ဖြစ်ဆောင်ကြတာပါနောက်တချို့ကအယောင်းဝယ်လေးတွေကောင်းခြင်းနဲ့ဈေးရောင်းကောင်းခြင်းနဲ့ငွေကြေးတွေပြည်လဲခြင်းနဲ့အဲ့ဒါမျိုးအတွက်ဆိုရင်ဝါစိမ့်နီစမဖျောင်းနိုင်လေးတွေပေါ့နော်ဒီအင်းတွေကိုပဲဖျောင်းနိုင်စီရင်ပေးတာဖြစ်ပါတယ်သူကတနေ့တိုင်းထွန်းအဝါရောင်လေးထွန်းပြီးတဲ့အခါကိုယ့်ရဲ့လုပ်ငန်းမှာအတိုက်ခိုက်တွေကင်းဖို့ဆူတောင်းတယ်နောက်အစိမ်းရောင်လေးထွန်းပြီးတဲ့အခါကျတော့ငွေကြေးကိစ္စတွေအဆင်ပြေဖို့ဆူတောင်းတယ်အနီရောင်လေးထွန်းပြီးတဲ့အခါကျတော့ရောင်းသူဝယ်သူပေးသူယူသူအားလုံးပြည့်ပြည့်လဲလဲဖြစ်ကြပါစေဆိုပြီးတော့ဆူတောင်းရတာဖြစ်ပါတယ်တချို့အကြောင်းချင်းကကိစ္စရှိတယ်ကြီးမားမားကိစ္စတွေရှိတယ်ဆိုရင်တော့ကျွန်တော်တို့ယရနာဒီပန်ဖျောင်းနိုင်ကိုစီရင်ပြီးတော့တကိုးကြီးဖျားစီဒီသို့မဟုတ်အိမ်မှာပူဇော်ပြီးတော့ဆူတောင်းရပါနောက်အိမ်နေကြနေတိုက်တွေကလေးရောင်းထွက်ခြင်းနဲ့ဆိုရင်ဇီးသားနဲ့ရောင်းမလေးလုပ်ပြီးတော့အမြန်ရောင်းထွက်ဈေးကောင်းနဲ့အမြန်ရောင်းထွက်လို့ပြောပြီးတော့ရကျို့စကားပြောအောင်မြင်ခြင်းတဲ့အခါမှာတန်လျက်ကလေးလုပ်ပြီးတော့ဆောင်းရပါတယ်စကားပြောအောင်ဩဇာအာဏာရှိအောင်ပေါ့နော်ဒါတော့ဒိုးကလေးဆောင်ပါတဲ့ဒိုးကလေးကိုပြိုင်နိုင်မဲ့လူမပေါ်သေးတဲ့တချို့ကမျက်နှာပွင့်ခြင်းနဲ့စမ်းပွင့်ခြင်းနဲ့လူချစ်လူခင်များခြင်းနဲ့ပီယာနဲ့ပတ်သက်တဲ့ကိစ္စတွေကောင်းခြင်းနဲ့အကူအညီတောင်းတဲ့အခါကျတော့ဒါကတော့ပီယာဈေးတဲ့ပီယာဈေးကဘာလဲဆိုတော့တသောင်းမုံလာပြည့်နေ့တို့တပေါင်းလာပြည့်နေ့ညမှာတနင်္ဂနွေစားစနေဆုံးအပြိုစင်9ယောက်ကတန်လိုက်တုံးကိုမုံညင်းစီနဲ့တွေးပြီးတော့ပေါ်ဆက်ထားတဲ့ချစ်ထုံးမပြဲပီယာဈေးပေါ်ရပါအဲ့ပီယာဈေးကတော့ဒါလေးကိုတုပ်ပြီးတော့နဖူးစံသားလေးတွေနှကန်းလေးတွေတို့တိုင်းတနေ့ကုန်မျက်နှာပွင့်နဲ့စမ်းပွင့်ရပါဒါတော့ခုနှစ်ရက်သားသမီးတွေအတွက်အင်မတန်မှအကျိုးကျေးဇူးများတဲ့လောကီလောကုတ္တရာကိစ္စတွေမှာအောင်မြင်တိုးတက်စေမယ့်အဆောင်ရရာပစ္စည်းလေးတွေဖြစ်ပါတယ်သူဆက်လက်ပြီးတော့တောက်ကြသားသမီးများအတွက်တဲတော်နမိတ်ဖတ်ကြားပေးမှာဖြစ်ပါတယ်တောက်ကြသားသမီးတွေအတွက်ကြားလာတဲ့တဲတော်နမိတ်ကဘာနမိတ်လဲဆိုရင်တော့တောက်ကြသားသမီးတွေအတွက်ကြားတဲ့တဲတော်နမိတ်ကပထမဆုံးကြားတဲ့နမိတ်ကတဖူးတဲ့တဖူးဆိုတာတဖူးကတ်ကြပါတယ်ဒီဒါကြောင့်မလို့တောက်ကြသားသမီးတွေဒီကာလတွေမှာအလိုလိုနေနဲ့စိတ်တွေလေနေတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အလုပ်တွေကိုစိတ်ဝင်စားသလိုဖြစ်နေတတ်တယ်
လုံးရင်ကောင်းမလားမကောင်းလားလုံးတင်လားမလုံးတင်ဘူးလားလုံးမယ်လေမလုံးတော့ပါဘူးလုံးမယ်မလုံးဘူးအဲ့လိုမျိုးနဲ့မတင်မကြားဖြစ်နေတတ်တဲ့အချိန်ကာလမျိုးဖြစ်တတ်ပါတယ်။နောက်တောက်ကြသားသမီးတွေကဒီကာလတွေမှာကိုပြန်ပြီးတော့တည်တည်ချာချာမြင်အောင်ကြည့်ဖို့လိုတယ်စီစစ်ဖို့လိုတယ်ဝေဖန်ဖို့လိုတယ်ပိုင်းခြားဖို့လိုပါတယ်။လုံးမယ်ဆိုရင်လည်းလုံးပါမလုံးဘူးဆိုရင်လည်းလုံးဝမလုံးဘူးလို့ဆုံးဖြတ်ပါ။အဲ့လိုလုံးမမလုံးဘူးနဲ့အချိန်ဆွဲရင်နဲ့ကိုယ့်ရဲ့စီးပွားရေးတွေကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေမှာထင်ခေါ်နေတာလေးတွေကြံ့ကြာတာမျိုးလေးတွေခြေဝါတတ်ပါနောက်တစ်ခုကဒီတောက်ကြသားသမီးတွေအတွက်အရေးကြီးဆုံးသတိထားမယ်ဂရုစိုက်ရမယ်ကိစ္စကတော့ဇွတ်တရုပ်မလုပ်ပါဇွတ်တရုပ်လုပ်လို့ချင်းစီးပွားရေးလုပ်ငန်းဆောင်တာတွေမှာအမှားယွင်းဖြစ်တတ်တယ်အဓိကဇွတ်တရုပ်မလုပ်ရမယ့်ကိစ္စရှိပါတယ်အဲ့ဒါဘာလဲဆိုတော့နံပါတ်1ကတောက်ကြသားသမီးတွေအတွက်အလုပ်ထွက်တဲ့ကိစ္စမှာဇွတ်တရုပ်မလုပ်ပါနဲ့လို့နော်အရေးကြီးပါဇွတ်တရုပ်အလုပ်ထွက်မိလိုက်ပြီးတော့မှအလုပ်ကမရှိနောက်ပြောင်းစရာအလုပ်လည်းမရှိအဲ့လိုမျိုးတွေဖြစ်တတ်တယ်ပေါ့နော်ဇွတ်တရုပ်အလုပ်ကမထွက်နဲ့နံပါတ်1နံပါတ်2ကဖြတ်လန်းစီးပွားရေးကိုဇွတ်တရုပ်မလုပ်သင့်ပါဘူးဖြတ်လန်းစီးပွားရေးတွေလှုပ်လိုက်လို့ဆုံးကျုံသွားတာတွေခက်ခဲသွားတာမျိုးလေးတွေအဲ့ဒါမျိုးလေးတွေကြုံသွားမှာစိုးရင်လို့တောက်ကြသားသမီးတွေကိုအကြံဉာဏ်ပေးခြင်းဖြစ်ပါတယ်။အဲ့တော့တောက်ကြသားသမီးတွေအတွက်ဒီကာလမှာစီးပွားရေးတို့အလုပ်အကိုင်အကြံစီစိတ်ကူးကြီးရချက်တွေကိုဘယ်လိုလုပ်သင့်လဲဆိုတော့ခေတ္တကနာမှေးပြီးတော့မှလုပ်သင့်လက်ရှိအလုပ်ကမကောင်းဘူးထွက်ချင်နေတယ်ဒါပေမဲ့မထွက်နိုင်အောင်ပေါ့နော်မထွက်နိုင်အောင်လောလောဆယ်ခေတ္တကနာစောင့်ဆိုင်ပြီးတော့အခြေအနေစောင့်ကြည့်သင့်တယ်။နောက်တစ်ခုကကျွန်တော်တို့အဲ့ပတ်စံကိစ္စလေးတွေဗာလေးတွေဆိုရင်တော်တော်လေးနည်းနည်းပပအထူးကြီးဆိုင်ဖို့လိုအပ်ပါတယ်ဒီချိန်မှာပတ်စံချီးတာငားတာအာမခံတာမျိုးတွေလည်းမလုပ်သင့်ပါဘူးနောက်ဆွေမျိုးသားချင်းနဲ့ပတ်သက်တဲ့အပူကတော့ဒီကာလတွေမှာဇက်တိုက်ဆိုသလိုဟတ်နေတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ဆွေမျိုးသားချင်းကိစ္စတွေတာဝန်ယူရမယ်ဆွေမျိုးသားချင်းကိစ္စတွေငွေကုန်ကြေးကျများတတ်တယ်ဆွေမျိုးသားချင်းကျမ်းမာရေးကိုကိုယ်ကုသပေးရဆွေမျိုးသားချင်းရဲ့အိမ်ဘူကိစ္စကိုရှင်းပေးရဆွေမျိုးသားချင်းရဲ့အလုပ်ကိစ္စကိုရှာပဲတစ်ချိန်လုံးကို့မှာမသိရင်ကိုကပဲတာဝန်အပြည့်ယူထားသလိုမျိုးကိုကပဲမသိရင်တာဝန်ခံထားသလိုမျိုးဖြစ်နေတတ်တယ်အဲဆွေမျိုးသားချင်းမကင်းကြောင်းနေနဲ့ပတ်သက်ပြီးတော့တောက်ကြသားသမီးတွေဒီကာလတွေမှာမဖြစ်မနေဧကမုဒ္ဒကြုံတတ်တာလေးတွေရှိပါတယ်နောက်လူမှုရေးကံတာကတော့မဆိုးပါဘူးလူချစ်လူခင်များချင်းပေါင်းသင်းဆက်ဆံရေးအစဉ်ပြေတယ်မိတ်ဆွေပေါင်းသင်းတငယ်ချင်းတွေရဲ့ကုညီပံ့ပိုးပေးမှုကိုရနောက်စီးပွားရေးကံတာငွေကြေးကံတာတွေလည်းသူ့လိုပြေလဲမဲ့ကံတာမျိုးရှိပါတယ်ငွေရှာရတာလည်းခက်ခဲမရှိပါဘူးငွေရှာလို့လွယ်မယ်ငွေကြေးနဲ့ပတ်သက်ရင်ကံတာကောင်းမယ်တော်တော်လေးကောင်းပါတယ်နောက်ကျမကြီးကတော့တလပါတဲ့တလောက်ဆိုတာကောင်းပါတယ်ကျမကြီးကတော့ကောင်းသောကာလဖြစ်ပါတယ်ဒါပေမဲ့ကျမကြီးမှာဘာသတိထားတယ်လဲဆိုယောက်ျားလေးတွေဆိုရင်အမျိုးသားယောဂမိန်းကလေးဆိုရင်အမျိုးသမီးယောဂမျိုးလေးတွေဂရုစိုက်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ပညာရေးကတော့ win of fortune ဆိုတာကောင်းသောပြောင်းလဲတွေဖြစ်မယ်ကံကြမ္မာကောင်းတဲ့ဘက်ကိုစတင်ပြီးတော့ပြောင်းလဲသွားဖို့ရှိတယ်ကိုပညာရေးနဲ့ပတ်သက်ပြီးတော့ထင်ခေါ်နေတာတွေကြံ့ကြာနေတာတွေခက်ခဲနေတာတွေအဲ့ဒါတွေပြေလည်သွားဖို့ရှိပါတယ်နောက်ခြေအိမ်နောက်နဲ့ပတ်သက်ရင်တော့သူကဒုတ်ချောင်းနမိတ်ဆိုတယောက်နဲ့တယောက်မမျှော်လင့်မဲ့နဲ့စကားများရတာလေးတွေအငင်းကုန်ဖြစ်ရတာလေးတွေအတိုက်ခံပြောရဆိုရတာမျိုးလေးတွေမကြာခဏကြုံရတတ်တယ်ပေါ့နော်ဆွဆွဲမှုလေးတွေလည်းကြုံရတတ်တယ်ပေါ့ကိုမလိုဘက်နဲ့ဆွဆွဲခံတာမျိုးလေးအဲ့ဒါလေးတော့သတိထားဖို့လိုအပ်ပါတယ်အားလုံးကိုခြုံငုံသုံးတတ်ရင်တော့လောမလုံးနဲ့ဂရုစိုက်ပြီးလုပ်တင်ပါတယ်နော်အဲ့တော့တောက်ကြသားသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းစေတဲ့အရောင်နဲ့အဖြူရောင်နဲ့အစိမ်းရောင်နဲ့ကောင်းပါတယ်နှစ်ကနန်းတို့လေးကနန်းတို့က lucky ကောင်းစေတဲ့အကျိုးပေးနံပါတ်တွေဖြစ်ပါတယ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုတဲ့ဖယားတဆူသူရဲ့ရာဟုတောင်းကိုသွားပြီးတော့ကြက်ရှာဆိုအလံလေးတွေဖြစ်ပါတယ်အဲကြက်ရှာရောင်စုံ6လက်လှူဒန်းပြီးတော့ဆူတောင်းမှာကျွန်တော်တို့တောက်ကြသားသမီးတွေကြုံတွေ့ရမယ်မကောင်းတဲ့ကံစားတာအញ្ញံကတ်တွေပြသွားပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်နော်ကျွန်တော်တို့ယူတော်မင်္ဂလာခြံကဗုဒ္ဓနေ့ရလွယ်ပြီးတော့ကျန်တဲ့ရက်တွေမှာပိတ်ရမရှိဖွင့်ပါတယ်မနေ့ပြန်စနေနေ့မှာတူချင်းတယောက်ချင်းလိုက်တည်တံ့ပြုလုပ်ပေးတယ်ကံစင်ကံမြင့်နဝင်းပွဲရက်တရားရှိပါတယ်စနေနေ့ပေါ့နော်နဝင်းခြေပေးတာတနင်္ဂနွေနေ့မှာတော့ခင်မွန်ကြီးဆယ်ပါကြော့ပေးပါတယ်ဘေးရင်သင်တန်းတက်ကျင်တဲ့လူတွေကတော့1ရက်နေ့ကနေ10ရက်နေ့အတွင်းသင်တန်းလာတက်လို့ရပါတယ်သင်တန်းကြီးပြီးတရားမလိုပါဘူးစရိတ်ငိမ့်ဖြစ်ပါတယ်ကဲကျွန်တော်ရဲ့မိတ်ဆွေများတောက်ကြသားသမီးအပေါင်းကိုကျမ်းမှာစိတ်ချမ်းသာလူရဆန္ဒပြပါစေเนาะအစာရည်သားတွေပေါ်ကျော်သွားပြီးတော့ဘေးဥပ္ပံအနည်းရည်ကင်းရှင်းကြပါစေလို့ဆုတောင်းမြတ်တာများလှိုက်လဲပို့တာပေးလိုက်ပါတယ်